မြတ်စွာဘုရားရဲ့သာသနာတော်ကြီးစတင်ပြီးတော့အခြေတည်လာတဲ့စကားနော်သာသနာအစပိုင်းမှာဒီစကားကလေးနဲ့ယဟန်ခံရင်လည်းဒီစကားလေးနဲ့ယဟန်ခံသာသနာကိုစတင်အခြေတည်တာသာသနာပြုခဲ့တဲ့စကားပေါ့နော်ဘုရားရှင်ကိုရောမြတ်ကြီးပထမပိုင်းဝါတွေမှာအခုဝိနည်းပညာချက်တွေမထုတ်ခင်10ဝါအတွင်းပေါ့ယဟန်ခံမဲ့ပုဂ္ဂိုလ်တွေဆိုဒါလေးပြီးလိုက်တယ်ဩဝါဒပါတိမောက်သဗ္ဗဗဗတအကရဏံကုသလတဥပသမရသစိတ်တပရိယောဓပနံဣဒံဗုဒ္ဓနာသာသနာငါဘုရားသာသနာတော်ထဲမှာနေရင်သဗ္ဗပပတ္တသဗ္ဗအလုံးစုံသောပပတ္တမကောင်းမှုတွေကိုအကရဏံမပြုတ်နဲ့မကျင့်နဲ့မလုပ်နဲ့ကုသလတဥပသမ္ပရာကုသိုလ်အမှုကိစ္စမှန်သမျှတွေကိုဥပသမ္ပရဖြစ်ပေါ်စေရမယ်ဖြစ်အောင်လုပ်ကြရမယ်သစိတ်တပရိယောဓပနံစိတ်ကိုဖြူအောင်ထားကြဒါလေးဩဝါဒပေးယဟန်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့နောက်ကဗုဒ္ဓံတရဏံကိစ္ဆာမိဘာညာပါတာပေါ့ပညာရှိတွေကသိပြီးသားအဲ့တော့ကောင်းပြီသဗ္ဗပါပတ္တအကရဏံကစရှင်းဒီနေ့တက်ကြီးမျိုးသူမျိုးသားတွေပေါ့လေခုအောင်ချမ်းသာဆရာတော်ရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ဒီနေ့လေတရားပွဲပေါ့လေတရားဆိုတာကတော့ဘယ်ချိန်ဟောဘယ်ချိန်နာနော်အကျိုးဆုပ်ယုတ်တယ်လို့မရှိပါဘူးဆရာတော်လေးကခုနကဆရာတော်ကအာနာလို့ဦးစင်းကိုဘုန်းကြီးကိုမလေးစားလို့မဟုတ်ဘူးတော့တဲ့အဲ့တော့တရားပွဲဖြစ်အောင်ကြိုးစားရတာတဲ့ပြောရှာဦးစင်းမဟုတ်ဝမ်းသာနေတာနော်တရားပွဲတပွဲနာရဖို့လွယ်လားမလွယ်ဘူးဒုံလဘတရားတွေထဲမှာနော်ဗုဒ္ဓဘာသာဒုံလဘောမနုဿတ္တဘာဝဒုံလဘောနဲ့ဒုံလဘတွေဟောလိုက်ထဲမှာဘယ်ဒုံလဘအခက်ဆုံးဆိုတော့သတ္တမသဝနာအတိဒုံလဘဟုတ်လားသတ္တမအရိယသစ္စာတရားတွေအခုတော်ကောင်းတို့နာကြားနေရတဲ့သစ္စာတရားတွေဟာခဲရင်တကခဲရင်တွေထဲမှာအခဲရင်ဆုံးအလုပ်သစ္စာတရားကိုယ်ရင်ခင်ဗျားတို့လူဘဝရှုံးပြီနော်အဲ့တော့အခုခေတ်မှာလဲအတော်လေးကြောက်စရာကောင်းနေတာကတချို့သောလူတစုကတရားပွဲတွေနှောက်ရှက်ဖြက်စီးဟန့်တားရတာကိုအရသာခံအဲ့ဒါလေးဦးစင်းကတနာနေတာခင်ဗျားတို့စိတ်မှာအကုသိုလ်စိတ်မဖြစ်စေနဲ့မဖြစ်ပါဘူးဗျာဦးစင်းကလည်းအကုသိုလ်စိတ်မဖြစ်အောင်နေပါတယ်နော်ကိုယ်တိုင်ကလူဆိုးကြဘိုးပေါ့လေသခိုးဘဝလာတဲ့လူဆိုတော့နောက်ထပ်အဲ့ဒါလိုအကုသိုလ်ဘဝမျိုးတွေရောက်မှာတော့အတော့ကြောက်တယ်ဆိုးခဲ့ပြီမိုက်ခဲ့ပြီနော်တေခဲ့ပြီအဲ့တော့အဲ့ဒီအကုသိုလ်စိတ်တွေကိုကြောက်လွန်းလို့ကုသိုလ်စိတ်ဖြစ်အောင်အမြဲမွေးပြီးတော့နေတော့တော်ကောင်းတို့စိတ်ထဲမှာဘယ်လိုသဘောထားမလဲဆိုတော့ဒီနေ့အဲ့ဒါလေးမြင်အောင်ပြမှာပါနော်တရားပွဲတစ်ပွဲမှာဖြစ်လိုက်တဲ့အကုသိုလ်သဗ္ဗဒါနံဓမ္မဒါနံဇိနာတိအလှတကအလှထဲမှာဘယ်အလှမြတ်ဆုံးဒီနေ့ဖရာပွဲကြီးတွေနော်ဒီနေ့ဗုဒ္ဓဘုဇနိယပွဲအစ်စ်ကဘာလဲလို့မေးရင်အခုဒီတရားပွဲဟာဗုဒ္ဓဘုဇနိယပွဲဦးဇင်းကဆုံလာပြည်ဗုဒ္ဓတိမှာမွေးရဇာတိဖြစ်တဲ့မိုးကုတ်မြို့မှာပရိဒအသင်းလေးတွေထူထောင်ပြီးတော့ဘာသာရေးဆိုင်ရာအသင်းလေးတွေထူထောင်ပြီးတော့သူတို့ကိုဗုဒ္ဓဘုဇနိယပွဲလုပ်ခိုင်းအဲ့ဗုဒ္ဓဘုဇနိယပွဲဆိုတာဘာတော့ဘုန်းကြီးဖျားပွဲလုပ်ရမှာလားမဟုတ်ဘူးကွာကဆုံလာပြည်မတိုင်ခင်တပတ်လောက်ကကြိုပြီးတော့မင်းတို့တမျိုးလုံးလက်ပရိတ်ရွတ်စမ်းဖျားကိုပူဇော်မှာပရိတ်ရွတ်မယ်ပဋ္ဌာန်းရွတ်မယ်ဖျားဟောဓမ္မခန္ဓာတွေကိုရွတ်ဖတ်ပူဇော်တယ်ဒါဖျားကိုပူဇော်တယ်နောက်တရားပူဇော်တယ်တရားနာကြမယ်တရားအားထုတ်ကြမယ်တန်ခါပူဇော်မယ်တန်ခါတွေကိုပစ္စည်းလေးပါးဖြင့်ထောက်ပံ့ပြီးလှူဒန်းကြမယ်တန်ခါအဆုံးအမကိုခံယူမယ်ဓမ္မပူဇော်ပွဲအစ်စ်တွေအခုလည်းတို့နေကင်းကြောင်တောင်ကြီးဖြစ်နေပေမဲ့အောင်ချမ်းသာစီရီတော်မြတ်ကြီးကို
ဗုဒ္ဓပူဇနီယပွဲအစစ်အမှန်လုပ်နေတာဒါမှတ်တာကောင်းပြီအဲ့တော့ခုနကသဗ္ဗပါပတ္တအကရဏံပြန်ကောက်မကောင်းမှုကိုမလုပ်နဲ့ကောင်းမှုကိုလုပ်တိုးတိုးချင်းချင်းပြောရင်နော်မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ဦးဇင်းអော်ပေးခဲ့တယ်နော်ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ဒီစကလုံးလေးနှလုံးဟုတ်ပါပြီမကောင်းမှုမလုပ်နဲ့ကောင်းမှုလုပ်သိပြီကောင်းမှုကဘာတော့မကောင်းမှုကဘာတော့မသိရင်ဘယ်ဟာရှောင်ပြီးဘယ်ဟာဆောင်းအောင်မှဘလို့လို့သိအဲ့ဒါကောင်းမှုမကောင်းမှုဘယ်ချိန်သိဘယ်လိုလုပ်မှသိတရားနာမအမလေးဟိုမှာကျေးဇူးရှင်တွေရှိတယ်တော်သေးတယ်ဟမ်သာသနာမှာရိုးရှင်းရှင်းလေးရဲ့နော်အဲ့ဒီရှင်းရှင်းလေးကိုနားမလည်နိုင်ကြလို့ခက်နေတာနော်မကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဒီလိုပဲကာယညီညီနဲ့ပဲညီညီနဲ့လှုပ်ချင်လို့နော်အခုဥဒုမင်္ဂလာကမူကြိုကခက်ကြမ်းကြမ်းပြောသလိုကိုတပည့်နဲ့ကိုဆရာကြိုက်အောင်မကောင်းမှုမှန်သမျှမလှုပ်ကြနဲ့ကောင်းမှုမှန်သမျှလှုပ်ဖြစ်အောင်လုပ်ပြောပြီဆရာကဒါပေမဲ့ဒီလူတွေကမကောင်းမှုကဘာမှမသိကောင်းမှုကဘာမှမသိဘယ်ဟာရှောင်ပြီးဘယ်ဟာဆောင်သိမလားအဲ့ဒီကောင်းမှုမကောင်းမှုကိုဘယ်အချိန်မှသိနိုင်လဲတရားဟောတရားနာဆိုတာသာသနာရဲ့အသက်ဟမ်လူအသက်ဆိုလဲမှန်တယ်ဗုဒ္ဓအဆုံးအမပျောက်ရင်လူစိတ်ပျောက်ပြီရှင်းလားရှင်းပါတယ်ဗျာအဲ့တော့အဲ့ဒီလူဘဝလူပေါင်းလူလောကလူပိသားရေးနဲ့သာသနာအဒွန့်ရှည်ရေးအတွက်ပင်မအသက်သွေးကြောဖြစ်တဲ့ဟောဒီတရားဟောခြင်းအလုပ်ကိုရပ်တန့်ပလိုက်ရင်လူသားတွေလူဖြစ်ကျိုးနတ်တယ်လူပြည့်ရှုံးမယ်သာသနာကွယ်မယ်ကိုယ်စင်တို့ပရိယတ္တိသာသနာပူဇော်ပွဲကြီးစီစဉ်ထားတယ်ကျောင်းပေါင်း900တကျောင်းကို9သိန်းပရိသပင်စိုက်ထူပြီးတော့နောက်မှလိုအပ်တာတွေဖြည့်ဆည်းဆောင်ရွက်ဖို့နဲ့အဲ့ဒီသံဃာများစုဝေးပူဇော်ခြင်းတာကတကျောင်း9သိန်းလိုက်လူလွယ်လွယ်လေးပါသူ့မင်္ဂလာလှူလို့ရပါတယ်ဒီလိုတွေမဟုတ်ပါဘူးရောက်တဲ့အရာမှာတရားဟောသွားတဲ့အရာတိုင်းကပရိယတ္တိစာသင်တိုက်တွေကိုဒါလှူနေတာလှူပြီးသားနေတိုင်းဟောနေတိုင်းလှူနေတာဒါဖြင့်ဒီသံဃာ900ဘာလို့ပင့်တာလဲမေးရင်အနာဂတ်မှာဟောဒီပေါက်ဖွာလာကြမဲ့ခမည်းတော်ကျုပ်တို့ရဲ့မျိုးဆက်သစ်လူငယ်တွေကိုဘာသာရေးဆိုင်ရာအသိတဲ့ဘာသာရေးဆိုင်ရာပညာတွေတရားတော်တွေကိုငယ်စဉ်တောင်ကြီးကလေးဘဝကလေးကလိမ္မာရင်ချေအောင်ဘယ်လိုစနစ်တကျတီထောင်ဆုံးမကြမလဲစီစဉ်ကြမလဲဒါလေးတွေကိုမီတင်းပေါ့ဆွေးနွေးပြီးစုပေါင်းဆွေးနွေးအဖြေရှာဖို့ဆိုတော့အဲ့ဒီဒါနာပွဲကြီးသံဃာကိုလှူမဲ့သံဃာအကြောင်း900ကိုလှူမဲ့သံဃာဒါနပွဲကြီးကိုပိတ်လိုက်တာဟာဒါသံဃာလတ်လာဘကိုပိတ်လိုက်တာ ਨੇ အတူတူပဲဒါရင်လားမဟုတ်သေးဘူးအတိတ်နဲ့ကိုပြန်ကြည့်ပြောရတော့ပြောရတာဒီပွဲပြီးနောက်ပွဲလည်းပြောချင်မှပြောရမှာဘူးနော်အဲ့တော့အထက်မတော့ပါဘူးဒုဘက်ကအရှုံးမရှိဘူးအရှုံးမရှိဘူးဆိုတော့မရှိအောင်လည်းနေအခုကရုဏာနဲ့ပြောတာစကားကိုနားထောင်အောင်အပြစ်ပြောတာမဟုတ်ဘူးပုတ်ရှုပ်ချနေတာမဟုတ်ဘူးကဲ့ရဲ့နေတာမဟုတ်ဘူးသံဃာလက်လာဘကိုပိတ်လိုက်ပြီနောက်တစ်ခါအနာဂတ်သာသနာဤအရေးကိုပုံဖော်မဲ့အရေးကိုဟန်တာပလိုက်ပြီအဲ့တော့ရှေ့အနာဂတ်သာသနာဤအနာဂတ်ကိုလည်းဖျက်ဆီးပလိုက်ပြီဆိုတဲ့အတိတ်ပဲမသက်ရောက်ဘူးလားသိကြောက်စရာကောင်းအဲ့ဒီအာဟုသူကိုပြုတဲ့လူတွေကိုဒီနေ့သူတော်ကောင်းများကတနာကြပါကရုဏာထားပါနော်မေတ္တာပို့ပေးပါဟောနော်မသူတော်တရားပေးကင်းဝေးပါစေမသူတော်အများပေးကင်းဝေးပါစေဟုတ်ကလားဒီလိုမှားယွင်းသောလမ်းမများကနေလွတ်မြောက်နိုင်ကြပါစေဦးဇင်းကဒီစိတ်ကလေးပဲပို့နေတာဦးဇင်းကိုဒေါသထွက်နေတယ်လို့သူတို့ထင်တာဥတုမင်္ဂလာအရှုံးမခံကိုယ်စိတ်မှာမကောင်းသောစိတ်အဖြစ်မခံအပြင်မှာတော့တပည့်တွေလည်းကျင့်အောင်ပတ်ဝန်းကျင်လည်းကျင့်အောင်ဟာဘာကွာညာကွာရှောက်ပြောနေစိတ်ထဲမှာတနာတဲ့စိတ်ကလွယ်ပြီးမရှိဘူးဦးဇင်းကိုလာပြောတဲ့တခါကြီးတယောက်ကဒါလေးမတိုင်ခင်ကြိုပြီးတော့လာလျှောက်တာသူတို့တော့
ဦးစင်းကိုစိတ်ပူလို့ပေါ့ဘုန်းကြီးတဲ့ဘုန်းကြီးတရားပွဲတွေပိတ်တော့မယ်ပြောတယ်ဩတနာစရာကောင်းလိုက်တာကွာတို့ကကုသိုလ်မဖြစ်ယုံပဲရှိတာသူတို့ကအကုသိုလ်ဖြစ်သွားပြီကွာတို့ကမရှုံးဘူးနော်ဟမ်မဟောရရင်ကုသိုလ်မဖြစ်တာပဲရှိတယ်အဲ့ထဲကသူတို့ကိုတနာနေတော့တို့ကမဟောလဲကုသိုလ်တော့ရနေတာမရှုံးစီနဲ့နော်နောက်တစ်ခါပြောလိုက်သေးတယ်ဘယ်နေရာမှာဘယ်သူပြောတယ်ဆိုတာတော့ဦးဇင်းမပြောပါရစေနဲ့ဦးဇင်းရဲ့ကာယကံဝစီကံမနောကံကြောင့်တပါးသောပုဂ္ဂိုလ်ကိုပုဂ္ဂလဒိဋ္ဌံအဖြစ်ထိခိုက်အောင်ဘယ်တော့မှမလုပ်ခဲ့ဘူးပေါ့နောင်လည်းလုံးမှာမဟုတ်ပါဘူးနော်ဒါအတတ်နိုင်ဆုံးစောင့်ထိန်ပါတယ်ကိုယ့်အကူမိုက်တာဆိုတာပဲဘယ်သူကြိုးစည်းပွားပျက်စီးအောင်မှသုံးမယ်ကတသက်တာလုံးမလုပ်ခဲ့ဘူးမိုက်တယ်ဆိုတော့ကိုယ့်အကူအရက်တောက်ရှင်တောက်မယ်ဖိုးရှူရင်ရှူမယ်ကိုခန္ဓာကိုယ်ရဲ့ကိုလှုပ်ရှားလို့သူများထိခိုက်အောင်တော့မလုပ်ဘူးရဲ့မှုပြီးသူ့မင်္ဂလာဘာတွေဖြည့်ဆည်းခဲ့တယ်လို့တရားစွဲမှာရှိဦးမရှိဘူးဒါအခုဂရုဏာတတ်တယ်ဆိုတာလာပြောတယ်ရှင်ဘုရားတို့အဲ့ဒီသံဃာပူဇော်ပွဲကြီးလည်းဖြစ်မှာမဟုတ်ဘူးတဲ့ပိတ်ပင်တားဆီးဖို့အတွက်ကြိုးစားနေကြတယ်တဲ့စိတ်ထဲမှာစိတ်မကောင်းလိုက်တာဩတဏှာကိုကောင်းလိုက်တာဒီအပြစ်ကိုသူတို့မမြင်နိုင်ရှာဘူးကိုဒီမှာဒီပူဇော်ပွဲကြီးအတွက်လုံးမလဲရတာသူမင်္ဂလာမှာနေမိတ်ညမိတ်တွေအဖွဲ့သားတွေအကုန်လုံးတောင်ချကိုဆိုင်လို့ဆိုတော့ဘုန်းကြီးဒါတွေတပည့်တော်ဘာဖြစ်လို့မင်းတို့တခုမှမရှုံးဘူးကွာပူဇော်မယ်လို့စပြီးအစီမံကိန်းဆွဲကလေးကလုံနေတဲ့ဝေယဝဆအားလုံးကကုသိုလ်လို့ဘယ်သူမှလာဖြက်စီးလို့မရဘူးမင်းတို့မရှုံးပါဘူးအဲ့တော့ငါလည်းမရှုံးအောင်နေမယ်မင်းတို့လည်းမရှုံးအောင်နေကြဟုတ်ပလားအဲ့ဒါကြောင့်မရှုံးစေခြင်းလို့ဒီနေ့တရားကောင်းစဉ်တော့နည်းနည်းကြမ်းနေခွေးကိုအဖေခေါ်တဲ့လူဆိုတဲ့တရားဟောပါတယ်အဲ့ဒါတရားကောင်းစဉ်ကောင်းစဉ်ကြားကြတဲ့ထပ်ပိတ်မလားတော့မပြောတတ်ဘူးဘာလို့အဖေခေါ်တဲ့လူတွေပိတ်မှာဘူးဗျနော်သဘောပါလားအေးအညူအတိတ်နဲ့ပြောတာတော့မဟုတ်ပါဘူးနော်ကရုဏာနဲ့ပြောတာနားထောင်ကြည့်အဲ့တော့အဲ့ဒီတရားမဟောခင်အရင်ဆုံးကိုရှိရလူတွေအရင်ပြောဦးမယ်ခွေးအဖေမခေါ်ပါရစေနဲ့ဟုတ်ပါလားခွေးကိုအဖေမခေါ်ကြရစေနဲ့နောက်ကိုသားသမီးတွေကလည်းခွေးအဖေခေါ်တဲ့သားသမီးတွေမဖြစ်ကြစေနဲ့ဟုတ်ပါလားအဲ့ဒါကျမ်းဂန်မညီဘူးဖြစ်မှာဆိုလို့ပါဠိကလည်းရောအောင်ပါနော်ကိုကလည်းပါဠိကလည်းရတာမဟုတ်ဒီချိန်ကြီးကြမှာ45နှစ်ကျော်မှစာကျက်ပါအောင်ဆိုတော့လည်းမကျက်ချင်တော့ဘူးရပြင်းတယ်အဲ့တော့စာရွက်ကြည့်ရွတ်အောင်ပေါ့လေနော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပိဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးနေတော့ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကလေးတစ်ခုဗုဒ္ဓဘာသာဝင်တွေနဲ့အလွန်ရင်းနှီးတဲ့ဇတ်တစ်ခုပါနော်အဲ့ဒါလေးကိုခုနကဘယ်ဟာကုသိုလ်ဘယ်ဟာအကုသိုလ်လဲဆိုတာဘယ်တော့မှသိနိုင်သလဲဆိုတာလေးနဲ့တွဲဟောဟမ်မကောင်းတာမလုပ်ကြနဲ့ကောင်းတာလုပ်ကြဆိုတော့ဒီနေ့ဘီယာဆိုင်ထိုင်အရက်ဆိုင်သွားပြီးတော့အနှိတ်ခမ်းဝင်နေတဲ့လူတွေကလည်းကောင်းလို့လုပ်နေကြတာပဲသူကသူတော့ကောင်းနေတာပဲဟမ်ဒါပေမဲ့အဲ့ဒါတွေဘုရားဟောတဲ့ကုသိုလ်ထဲမှာပါသလားအဲ့ဒါတရားမနိုင်ရင်ဘယ်လိုလုပ်ကောင်းဆိုခွဲမလဲအရက်သမားများကအရက်ကောင်းဤနော်ဒီနေ့ကြော်ညာဆိုင်ဘုတ်ထဲမှာအကြီးကျယ်ဆုံးကအရက်နော်တရားပွဲကြော်ညာများမချိတ်ရတယ်ဟောလာဘုံကနေလို့နော်ဒါလည်းတနာစရာတစ်ခုပဲကရုဏာထားကြပါနော်တကယ်ပြောတာနော်စိတ်ရင်တိုင်းပြောတာထိတ်ငေါ့ပြောနေတာမဟုတ်တနာလုံးလို့တတ္တဝါမှန်ရင်ဘယ်သူမှမပြည့်စည်စေခြင်းမဟုတ်နော်အဲ့တော့အယသမားများကလည်းအယက်ကောင်းဤဘီယာသမားများကဘီယာကောင်းဤဖိုးသမားများကဖိုးကောင်းဤဟုတ်လားသူကနဲ့သူတော့ကောင်းနေကြတာဗျာအเจ้าကဟိုမှာလာပြီးတော့ဝေယဝဆလုပ်ကြတဲ့တပည့်လေးတွေအနှိတ်ခန့်သွားတယ်သူတို့ကမာဆက်သွားတယ်မာဆက်ပြောမာဆက်ဆိုပါတော့ကျုပ်လည်းပြောကြတယ်မဟုတ်နော်မာဆက်ထင်တာပဲနော်
အဲ့တော့မာဆက်သွားတယ်သူတို့ပြောကြတယ်သူတို့မာဆက်ကကောင်းနေတာဟမ်မင်းကြည့်တော့လည်းကောင်းတာတကူမှမပေါ့မှန်တယ်ဗျာဟုတ်လားမှန်တယ်ဗျာအိုးယူရီးယားသွားတော့တခုကြားခဲ့ရတယ်ဒါလည်းသတိပေးဦးမယ်အာဆီယံနဲ့ဗမာပြည်တော့မရောက်သေးဘူးနော်ရောက်တဲ့နေရာလည်းရောက်နေပြီပေါ့အာဆီယံဆိုတော့အာဆီယံဟာဘယ်နဲ့အာဆီယံကဘာတုံးလို့ဆိုတော့မူရစေဝါ10မျိုးပေါင်းပြီးတော့သုံးဆွဲကြတာနော်10မျိုးပေါင်းလိုက်ရင်မူရစေဝါဖြစ်သွားတယ်အဲ့တော့အာဆီယံကလည်း10နိုင်ငံရှိတော့သူကအဲ့ဒါကဲဗျာအကောင်းပါလားပါဗျာအေးဒါပေမဲ့သူတို့ဟာနဲ့သူတို့တော့ဘာဖြစ်နေလဲကောင်းနေတာဒီနေ့တရားပွဲပိတ်တဲ့လူတွေကလည်းသူတို့ကိုမျက်သူတို့ကိုတဏှာကရုဏာနဲ့ဆုံးမပဲ့ပြင်မဲ့လူမရှိရင်တရားပွဲပိတ်လိုက်ရတာကိုကောင်းနေတာဥစဉ်လေမြင်မှုတယ်ကိုတွေ့မြင်ရလို့ကြောက်သွားတာဥစဉ်တွေ့လားဘယ်ကိုတော့ငါပိတ်လိုက်မင်းလည်းသတိထားပိတ်ဟာကြည့်ပြီးတော့ဩဒါကိုအရသာခံနေတာဟုတ်ဟမ်တရားပွဲတစ်ပွဲရဲ့အာကုသို့တို့မသိဘူးမင်းလုပ်တဲ့သံဃာပူဇော်ပဲပိတ်မှာဟာကြည့်ဩဘုရားနော်သာသနာမကွယ်သေးဘူးနော်သာသနာမကွယ်ခင်ကဒီစကားကိုမိန်ရရှက်ရပြောနေတာကိုကြည်ချင်းအဖြစ်နော်ဩသူတို့ကုသိုလ်အာကုသိုလ်ကိုမကွဲတာပဲအဲ့တော့ဒီအရိယသစ္စာဓမ္မတွေကွယ်သွားပြီဆိုရင်နော်ဟောမဲ့ပြောမဲ့လူမရှိတော့ရင်ဟောပြောပွဲတွေမရှိတော့ရင်ဒီလူတွေအတွက်အကောင်းဆုံးဘယ်လို့မှမသိနိုင်စိတ်ဖြူအောင်ဘယ်လိုထားမှမသိဟမ်အခုဦးဇင်းတို့ကကရုဏာထားရမယ်နော်ကိုယ့်ထက်အသိဉာဏ်နှိမ့်ကြသူဒါဆိုရင်အသိဉာဏ်နှိမ့်ကြတာသိကြသွားပြီနော်သူတို့မှကုသိုလ်လည်းမသိအကုသိုလ်လည်းမသိကောင်းမှလည်းမသိအကြောင်းမှလည်းမသိသူများအလူတန်းကိုပိတ်ခဲ့တဲ့အာနန္ဒာတထေးကြီးဆိုအလွန်ချမ်းသာကြွယ်ဝတဲ့တထေးကြီးအာနန္ဒာတထေးကြီးသေတော့တရောင်းစားတဲ့သွားဝင်စားတယ်တရောင်းစား900နေတဲ့ရွာဝင်စားတော့အဲ့ဒီတထေးကြီးတရောင်းစား900တဲကမိမတယောက်ဗိုက်ထဲမှာဗရိတ်တွေနေတာနဲ့တရွာလုံးငတ်တောင်းစားမရအဲ့ဒီလူကဒီနေ့တန်ခါအလူပိတ်တဲ့အလူမျိုးပိတ်ခဲ့တာမဟုတ်သေးဘူးနော်အဲ့ဒါလေးကိုအခုပြောမယ်ပြောမှတော့အာနန္ဒာတထေးအကြောင်းမဟုတ်ဘူးဟိုခွေးဖြစ်သွားတဲ့တထေးအကြောင်းပြောမှာတထေးတော့တထေးပဲဒါမို့ဒီနေ့တထေးကြီးဖြစ်တတ်တယ်ဆိုတာလည်းမမေ့ပါနဲ့ကဲကောင်းပြီအဲ့တော့ဓမ္မပဒပါဠိတော်မှာလာပါတယ်ဘာလဝက်ဘာလဆိုတာလူမိုက်တယ်ပေါ့နော်အဲ့ဒီထဲကဣဇနာနံခယံဒိဋ္ဌဝါဥပစိကာနင်္စအာစယံမဓုနင်္စသမဟာရံပန္တိတောဂရမာဝတိတက်သေးပြုအောင်ရုပ်ရတာနော်စာထဲမှာပါပါတယ်လို့တရားမဝင်တရားပွဲဖြစ်မှာဆိုလို့တရားဝင်အောင်ပါဠိတော်ရုပ်ရဧဇနာနံခယံဒိဋ္ဌဝါဥပစိကာနင်္စအာစယံအတန်ကောင်းအောင်ရုပ်လို့လည်းရတယ်နားထောင်ကောင်းအောင်ရုပ်လို့လည်းရတယ်ဘာမှမသိရင်တော့ဘာမှမထူးပါဘူးဟမ်ဗမာတွေဟောမှာဘူးဗျာဒါပေမဲ့ပါဠိလိုမရွတ်ရင်တရားမဟုတ်ဘူးတဲ့ဆိုတော့ရွတ်အောင်မယ်နေနော်ဣဇနာနံခယံဒိဋ္ဌဝါဥပစိကာနင်္စအာစယံမဓုနင်္စသမဟာရံပန္တိတောဂရမာဝတိသာဓုဘာမှတော့မသိဘူးမဓုနဲ့ဟမ်ဟုတ်လားသိလားခင်ဗျားတို့ကျုပ်လည်းမသိဘူးအောက်ကဆရာရေးပေးလိုက်တဲ့ဗမာလိုပြန်ဖတ်ခက်ပါတယ်နော်လောကပြောဖို့အတော်ခက်ပါတယ်အဲ့တော့ခက်တာကလည်းအဲ့ဒီအသိတရားတွေခေါင်းပါနေလို့ခက်တာပါနော်ပန္တိတောပညာရှိဆိုတာဘာကိုခေါ်တာလဲနော်
Sada Beda Sura, Bago Korale. Dalemaque. Boyama Sada Korala. Meru Bioda, Shamubione. No? Shamubio Joker Mabio. The Wopala. Shamubione. Hobby, Ella do them go. No? Do go and with you. Do a thee on my art. Take the Lini de la Re. Within a jinga, Sao a Luciama, a Lomon. Also, to me up your target, that though we may like lower a low mew. See, to me a kind of lower a low, yeah. No? Ngeron, Dale Majamaja, they are what I'm of your wood. See a lot of your Uyoba San or in the summer, what some men beat it, no? And the lebu, Arenare. Dodo, then they of your own. Doing like a chinzo, a two of my unit, a chinzo biomlo. No? Eroa, then Tashi lower a water napa. Eddie Jinjong, my cooler doka out, no? Era Ema, Nidimari, show but I go who South and they change to be a city lebanya. Era. Contanchi bibi, Ema, Tau ye Uzri, ye say, be the ye clean a 10 on Pipi and Camero ye above your list. Damangada, any do man, so bones of ye won't be a chara blow, ya come up your logo below. Last time she never go lonely. Go dinner go lonely, can I kind of load a mogul alone? I will be as a child. Magoma, Nienzuba. Now, Jama, Takadoma, jumped the door. Yes, Shadabia. When I saw the tare, Lina Lauta being Baluazo, a candaima, the can of Nayan near within the monthly Takadoma body. Cook it or that bomium shit on my body. Make a limam, some money, no? And a being sound so that a sound who. The gay hostelry, the university got beat sound in Niyama, hostel Niyama, that Takadu Jonda Kore. As some of your labor, no? Binya now, no? Baloma, so Binya Majin, Lagaja, Bob Pibiba. Ero Yigu Shabado, Paduma Matage, Udumula Tabi, Yilarana de Janete. The Kamon Nayajo, the Cowan, the kind of Tauyi Uri Pibi. Doing a great pit. Yilua wasn't about it. Wasn't about who John is Lunida, Yea than Yidi Laila Lutat. Lower a similar to 22 the Duemam. Be Cornea Jodura, could they mount Miaza go down Maam, who not have Barcelona since then. Anybody the common in the country, ye audio, ye dancing beat oh, sit your mouth in a peep, the knees are dosia. Manadaji, Yanin, loaded at a Takado John Dedunga, made and look at them. Edima can be a go to the Jiva, go on 9. Not go on, Namely tell you at the temple, Madrid Javi, the agent, the Donzel of Shibi, the Galumia Azanja to Umala, no? Lashua, that Gide. Can you get it? To got Kanama Chaucer Chow, Udumingla best 69 man needed. No? Do a 68 man, Chaucer shipman. So, do Kania ye Udo you do a noon. But you can go Kania ye Upi baby, do Campbell Lelayo. Hell, not Kania ye Pibu. Need I look be neither. And I'll cut in a tower or let in Eddie ye old two word, men now, not the Taloma kind of. To me, a kind of load of move, Nasi than I alone. Now, Yanni Jama, Doma, me, you would be young way be there. You don't know, got on the Ladia gong on query, cool changing. Erota Babiogina Lesuro, to me, a kind of looked at that tema, Pani. Kindness or a Pia kind or low. No, Pinashi kind, low. Pinyamin kind of low, no, queer pig or that hey, Yodom. According to Baji. Is an Anankayan de Doa Uba Sika Nensa Asayam? Not how to go, Parliament. No? Edabale Suro Piaga Tizago Tizakali, Pure Lua, Payamo Bali, Natown, 9 Payazakalo, let Timini. No? Madu Nensa, Tamahayam, Tamaharam, Pandi Dogara, Mawade. This a guy was so mad, I got Muga,
တော်တွေရတထေးကြီးဘယ်သူတထေးကြီးပြောတဲ့စကားဘုရားဟောမှမနေနဲ့အောင်အဲ့တော့ပါဠိရွတ်ဆိုတော့ရွတ်တော့ရွတ်တာဘုရားဟောမှမဟုတ်တာတော့မတတ်နိုင်ဟမ်တထေးကြီးကသူ့သားကိုဆုံးမတာဧဇနာနံခယံဒိဋ္ဌဝါငါသားတဲ့အလှဝေးတယ်ဆိုတာကုန်တာပဲပါတယ်တေတော့ကိုပစ္စည်းကိုရှာစားရတာခင်ဗျားတို့ကိုထမင်းစားဖို့ဘယ်သူကလာပေးကိုရှာစားရတာမလားဟုတ်တကိုးရှင်ကပေးလားဟုတ်38မိနစ်နတ်တွေလည်းမထိခိုက်နဲ့တဲ့တရားဟောတဲ့နေရာမှာဒါလေးပြောထားတယ်မထိခိုက်ပါဘူးမပေးလို့မပေးဘူးပြောတာဟမ်ပေးလားပေးမှမပေးလို့မပေးဘူးပြောသူတို့ရဘူးလားတော့မပြောတတ်ဘူးနော်ဒါပေမဲ့ဝိဇ္ဇာဇောကြီးတပတိဘိုးတော်ထွက်ရပေါက်တွေကပေးတာစပားရအောင်ဘယ်သူစိုက်တိုက်ကြီးကလေတွေဘယ်မိတ်လင်လာစိုက်ပေးဟမ်အဲ့ဒီပလင်ဘောကနေခက်ရိုင်းနေထင်လဲမတတ်နိုင်ဘူးသူမင်္ဂလာငကိုတဲ့လူရိုင်းမယ်မှန်ပါဗျာဟမ်ဘယ်သူမှလာစိုက်ပေးဘူးကိုစိုက်ရအဲ့တော့ကိုထမင်းကိုရှာစားရတာမဟုတ်ဘူးလားအဲ့သူများမှားတာများရှိသလားမရှိတော့ကိုရှာထားတဲ့ဟာတွေချစ်ချုပ်စုထားတဲ့ဥပမာပေးမယ်ငါသားတဲ့မျက်စင်းပင်ပလင်းတဲ့ကမျက်စင်းလေးမျက်စင်းခတ်တော့အလွန်ဆုံးခတ်20ပဲသူဥပမာလေးရလေ20ခတ်ပါများတော့ဒီမျက်စင်းပလင်းတဲ့ကမျက်စင်းပါဖြစ်တော့အဲ့လိုပဲမှတ်ထားအောင်မပညာရှိစကားများကြားခဲ့ဟမ်ပညာရှိတော့ကြားခဲ့တယ်ဒီမှာကြည့်အောင်ပါဠိတော်နဲ့အထောက်ထားနဲ့လာတာဧဇနာနံခယံဒိဋ္ဌဝါဥပါစိကနိစ္စအာစယံမျက်စင်းပလင်းတွေကမျက်စင်းကလေးတစ်ဆက်ခတ်ရင်ကုံသွားသလိုငါသားရဲ့တဲ့ပစ္စည်းဆိုတာလူရင်ကုံတယ်ငါသားမလူနဲ့ပါဠိတော်လေနော်ဂါထာဆောင်ထားခင်ဗျားတို့အဲ့ဒါဘောပါလားပစ္စည်းဥစ္စာကိုရှာပြီးစုရမှာလေဟုတ်ကလားအဲ့တော့သူများသွားပေးနေဘာဖြစ်မို့ကုံမှာမလူနဲ့ဟုတ်ပလားမဓုနိစ္စသမဟာရံပန္တိတောဂရမဝသိပညာရှိတို့မြည်သည်မှာပိုးရွချတို့လို့နော်ချလေးတွေအကောင်သေးလေးတွေလှုပ်ရင်းနဲ့ဘာဖြစ်တော့အဲ့ဒါလို့ပြားကောင်တို့လို့နော်ပြားလေးတွေကသူများဝတ်မုံသွားဆုပ်ပြီးဘာလို့တော့ပြောင်းနေစုထားကျုပ်ကလည်းမနေနိုင်ဘူးဗျာဒါဖြည်းဖြည်းပြောရမယ်စကားဒါပြောကျင်လာပြီပြောင်းနေစုထားတဲ့ပြားရည်နောက်ဆုံးကြဘယ်သူယူသွားမြင်တာပြောတာပါစာလည်းမပါဘူးနော်ကိုယ့်မြင်တာပြောတာအဲ့ဒါပညာမဲ့ဆိုလဲဆိုခြင်းဆိုပေါ့လေဟမ်သူပေးထားတဲ့ဥပမာကတော့ပြားကလေးတွေလို့နော်ဝတ်ပုံလေးတွေရှားအိမ်ထဲမှာစုနည်းချင်းစုတော့ပြည့်မလာဘူးလားပြည့်လဲလာရောသေချင်းစုနဲ့သေရောပေါ့သဘောပါလားအဲ့တော့ပညာရှိမှန်ရင်တဲ့ပိုးချပရွတ်တို့လိုပြားကောင်တို့လိုအနှဲငယ်ချင်းစုပြီးနေရမယ်တဲ့သူများကိုဘာမှမပေးနဲ့ဟုတ်ပလားဟုတ်ဘုံတောင်းရာစကားဆိုတာငါပြင်းနေကိုရှာဖွေမစားပဲသူများလှုပ်စားကျင်တဲ့ကောင်တွေမကြွေးနဲ့ပညာရှိကြီးတောဒေရကဆုံးပါသူ့သားသူ့ဘကိုနော်ကျွန်တော်ဒီထဲဒီလိုသားတွေသမီးတွေဒီလိုဆုံးမတယ်လို့များရှိသေးလားဟောအေးတော်သေးတယ်ဟမ်ခုခင်ဗျားတို့ရှာဖွေစူးစောင်းတဲ့စီးစိမ်တွေကိုပိုင်လားမိခင်တက်တဲ့ထဲသိမ်းထားတာလေဗျာဟမ်ပိုင်လားသိရင်ကိုနောက်ပါကိုနောက်ကပါဟောဒါပြဘာဟောเสียလို့တော့ပြန်ချစို့နော်ဆက်ဟောနေပိတ်တော့မှာဟမ်သဘောပါလားအဲ့ဒါခင်ဗျားတို့ဘာလို့သိတော့ဟောတဲ့လူဟောနာတဲ့လူနာထားလို့သိတာဗောမဟောရင်သိမလားခုတရားပွဲတွေရှိတော့အကောင်းဆိုတိုက်ကြည့်လူလေတွေနော်
သူတို့ကုသိုလ်ရအောင်လုပ်တတ်တယ်ရှင်းတယ်နော်မြို့မိမြို့ဖတွေလည်းအတော်ပန်းတ်တယ်လို့ပြောရမှာပေါ့နော်ခွေးအဖေခေါ်တဲ့ထဲတော့မပါတော့ဘူးမပါတော့ဘူးအခုလာတော့မကြည့်သူဆုံးမတာကဒါကိုသားတွေသမီးတွေအိမ်ကအခိုင်းစီတွေကစဆုံးမတာမျက်စင်းပလင်းလိုပဲမှတ်ထားမင်းတို့တစ်ဆက်ခတ်တာတဖြည်းဖြည်းနဲ့ဒီမျက်စင်းပါဖြစ်တော့ကုံွားတာအဲ့တော့ပစ္စည်းဆိုတာဘယ်သူမှမလူနဲ့မပေးနဲ့မကန်းနဲ့ရအောင်ရှင်လားလုံအောင်သိဗါတဲ့ပစ္စည်းဘယ်နှသိရင်လုံဘန်းအပ်ထားလဲကုန်တာအတိုးပြီးတော့လဲပြောင်းတာဟမ်သဘောပါလားစဉ်းစားကြည့်နော်အတိုးပြီးတော့လဲအတိုးလည်းမရဘူးအရင်လည်းမလာတော့ဟမ်အိမ်ထဲထည့်ထားတော့လဲသားသမီးကခိုးသုံးဘယ်သူမှမသုံးတော့ဟောရေကြီးတော့ပါသွားရောသဘောပါလားပစ္စည်းဥစ္စာဆိုတာဥထားလို့ရသလားအဲ့ဒါ तू ကတော့ရအောင်ရှာလုံအောင်သိပညာရှိစကားနဲ့ကြွားတယ်နော်ဘုရားရှင်ကိုတော်မြတ်ကြီးကတော့ရှာကလေးကလှူဖို့ရှာပါတယ်ရှာကလေးကစပားဆိုင်တယ်လှူဖို့ဆိုင်အိုးဖျားဆွန့်ကပ်မယ်နော်စပားပေါ်လာဆွန့်ကပ်မယ်စပားရိတ်ချင်းဆွန့်ကပ်မယ်ဟမ်စပားဆိုင်ချင်းဆွန့်ကပ်မယ်ဘာလို့ဖို့ဆိုလှူဖို့ကျတော့စပားဆိုင်ရင်ဘာဖြစ်နေတော့အောင်မလေးဗျာစပားဆိုင်ရင်ကုသိုလ်ရနေအယောင်းဝယ်သွားနော်ဘာလို့ဖို့လှူဖို့စေတနာကလေးကလှူဖို့လို့အမြဲစိတ်ညွတ်တာဦးစင်းလေကြွားပြောတာမဟုတ်ဘူးကိုကောင်းကြောင်းလေးတစ်ခါတလေပြောခွင့်ပေးပါနော်ကိုဖို့ဆိုမတူတော့ဘူးဗျာနော်တစ်ခါတလေလေးပြောခွင့်ပေးပါငယ်ကမိခင်ဖခင်ကောင်းတို့နဲ့နေခဲ့ရတော့အခုတော်ရရဝတ္ထုတို့ဘာတို့ဆိုတာ6တန်းကျောင်းသားဖောက်ထားတာနောက်ထပ်ထပ်ဖတ်စရာမလိုဘူးသိအခုပါဠိလိုချင်လို့သာဆရာသမားတွေအပူကတ်တော့ဆရာတွေကအခုဒါလာကန်နီးမှာကောက်ရေးလာတာရေးတာလည်းကိုရေးတာမဟုတ်ဆရာရေးပေးတာဘုံဘုံတို့လောက်ကြအောင်ဆိုမင်းတော်ဆိုးတဲ့ကောင်တဲ့ဟိုမစင်စွန့်ကန်နီးမှာမစင်တွင်းရှာတဲ့လူလိုပဲနော်ဆရာဆူတယ်ဦးဇင်းရီးနေတယ်ဘာလို့ဆိုဝတ္ထုကဓမ္မပဒဘယ်ဝတ္ထုမှဥဒ္ဓမင်္ဂလာပြန်ကြည့်ကြမလို့6တန်းကျောင်းသားအကုန်ဖတ်ပြီဇာတော့မတတ်ပါဘူးရတာဖတ်ထားတာအဲ့တော့ပြောချင်တာအဓိကအဲ့ဒီပါဠိတော်လေးပါခြင်းလို့လိုက်ရှာရတာဟုတ်ဗျအဲ့တော့တော်ရရာကြီးကြောင်ကောင်းကောင်းသိတယ်နော်အလှတန်းမှန်သမျှကိုအိမ်စီကစမခံဘူးသူ့ရဲ့ထမင်းတို့ဟင်းတို့တောင်မှနော်လှူတဲ့ထဲမထည့်ခိုင်းဘူးဝတ်စာတဲ့ထည့်တိုင်းရှင်းသလားအဲ့ဒါလို့နေသွားတဲ့တော်ရရာကြီးတေတဲ့ခါဘာဖြစ်တယ်ကျုပ်ပြောစရာမလိုခင်ဗျားတို့ကုန်သိမှန်ပါဗျာနော်တော်ရရာသေတော့ဖြစ်စည်းဆွဲသေးကျန်တာတွေသူသားကိုပြောပြီးပြီရွှေချင်းနှင်းရဲ့နော်ရွှေဖလားရဲ့အဖိုးတသိန်းတန်တဲ့ပစ္စည်းတွေသူသားကိုနေရာမပြောရသေးခင်အဲ့ဒီပစ္စည်းတွေမပြောသေးဘူးဆိုတာလေသူ့အတွက်သူခြံထားသေးတာတကယ်လို့မသေးပြန်ရှင်လာရင်သူ့ပစ္စည်းကုန်သွားမှာဆိုလို့ဆရာသားတစ်ခွက်ခြံအဲ့ဒါဒီလည်းမှတ်ထားဖို့အမွေဆိုတာကုံအောင်ပေးရင်အိမ်ကကုံကန်ချခံဟမ်ဒီဝတ္ထုတွေရောမရှိဘူးလားဟောဘဟုပုဒ္ဓိကာတို့ဆိုရင်လေဘဟုပုဒ္ဓိကာသောနာတို့ဆိုရင်ရှိတဲ့အမွေတွေအကုန်ပေးသားသမီးတွေကမြောက်ပြီးတောင်းအမေရဲ့သားသမီး10ယောက်တောင်ရှိတယ်ဘာဘူးစရာရှိတော့နော်တအိမ်တလနေ10လနော်အမေကြွေးထားမှာဗောဒါတွေဘာလို့ဖို့တော့ခွဲပေးလိုက်ဆိုတော့အဟုတ်မှလို့ခွဲပေးတော့ခွဲလဲပေးရောနေစရာကိုမရှိတော့နော်သမီးအိမ်သွားတော့သမက်နဲ့မတည့်သားအိမ်သွားတော့ချွေးမကနင်ချအဲ့တော့တော်ရရနီးရလည်းမစိုးဘူးလို့ပြောတော့ပြောရမှာမစိုးတာမစိုးတယ်အဲ့ဒီဟာစွဲသေးတော့ခွေးပြီးပါဗျာသူ့အိမ်မှာသူခွေးပြန်ဖြစ်ပါဗျာခွေးကြီးကလေသူ့ဘာကသူ့သားကဘဝနီးနီးဆက်ဆက်ဆိုတော့ဒီခွေးကြီးချစ်လိုက်တာတထေးကြီးသူ့ဘာဖြစ်သွားပြီတထေးကြီးတော်ရရတော့ဘယ်ရောက်သွားခွေးဖြစ်သွားပြီသူ့ဘာအိမ်ကခွေးသူ့သားအိမ်ကခွေးဟုတ်ပြီနော်စဉ်းစားကြည့်နော်အဲ့ဒီဘဝမျိုးတွေအဲ့တော့အဲ့ဒီခွေးကြီးဟာလူဘဝတုန်းကလည်းမျက်စင်းကုံတယ်လို့ပဲဟေးလူရင်တစစကုံတတ်တယ်ကွ
ဟုတ်ပြီနော်ချတောင်မို့လို့စုပြားရည်လို့စုရအောင်ရှာလုံးအောင်ပြောဒါလေးမှတ်သွားအောင်ရအောင်ရှာသိကြတယ်နော်အဲ့ဒါပြောထားတဲ့ပုဂ္ဂိုလ်ဆိုတော့အလှခံသူကလုံးဝမတည့်ဘူးတရောင်းစားလာမောင်းထုတ်ဘုန်းကြီးလာအော်လော့နော်ကြော်စွန်းတောင်လောင်းပေါ်မရအဲ့ဒီမှာတည့်ရဘုရားရှင်ကိုတော်မြတ်ကြီးကသူ့အိမ်ဆွမ်းခံကြွတော့ဘုရားမြင်တယ်ဆိုရင်ပဲတောရိယခွေးကြီးอ่ะခုတော့တထေးကြီးမဟုတ်တော့ဘူးဘာဖြစ်သွားတောရိယခွေးကြီးอ่ะအသေးအံဟောင်းကြည်သနော်ကြောက်เสียကောင်းတာခုသာခင်ဗျားတို့ဗုဒ္ဓဘာသာနဲ့တော့ကြသားဆွဲသေးသမိဆွဲသေးပစ္စည်းဆွဲသေးအခုမသိခင်ကဟောင်းနေတဲ့ခါကျတဲ့ဘုံကြီးရှိသေးတာဘူးဟမ်ဖန်ကကိုမမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေတရားပွဲကိုမမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟောင်းနေတာရှိသေးတယ်ပြီးလူဟောက်လား၆လားနဲ့ကိုတော့ဘာဖြစ်မယ်ညာဖြစ်အောင်ငါအပြစ်လုပ်ထားတာကိုမှမရှိဘူးနော်သူမင်္ဂလာဘယ်သူမှမကြောက်ဟဲ့လေတရားအာဃာရတွေပါကြလားနော်ကရုဏာလေးပြန်ထားနော်သဘောပါလားတဏှာကိုအလွန်ကောင်းလွန်းလို့ပါတဏှာကိုအလွန်ကြောက်တာသူတို့ကိုယ်စားဥစဉ်အလွန်ကြောက်သွားစိတ်ထဲမှာတော်တော်ကိုအထိတ်တလန့်ဖြစ်သွားတယ်ကြောက်တယ်ဆိုတာဟိုအဖမ်းခံမှာကြောက်တယ်လည်းမဟုတ်ဘူးအရိုက်ခံမှာကြောက်တယ်လည်းမဟုတ်ဘူးအပိတ်ခံမှာကြောက်တယ်လည်းမဟုတ်ဘူးအဲ့ဒီသူတို့ဖြစ်တဲ့အမှုတို့မျိုးကိုကြောက်သွားငါသာလေလို့နောက်ထပ်ဒီလိုပါပမိတ်တတွေနဲ့ပေါင်းမိငါလည်းဒီလိုအကုသိုလ်မျိုးတွေလုပ်အောင်ပါပဲအခုကြည့်တောရိယနော်အရင်လူဘဝတုန်းကတထေးကြီးအခုဘုရားကိုတောင်ပြန်ဟောင်းတဲ့ခွေးကြီးဖြစ်နေအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဆွမ်းခံကြွရင်းနဲ့ပြုံးနောက်ကအရှင်အနန္ဒာမြင်နေပေါ့လေဒါတော့တခါလဲလို့ရမှာပြုံးပြီးတော့ဘုရားကပြောဆိုတောရိယတဲ့မင်းလူဘဝကမလူခဲ့မတန်းခဲ့အလူကံပုဂ္ဂိုလ်တွေကိုဟိမ့်ဟဲ့ဟောက်ခဲ့ဆဲခဲ့ဆိုခဲ့တာအားမရသေးဘူးအဲ့ဒီလိုလုံးလို့ခွေးဖြစ်နေတာကိုမမှတ်သေးဘူးလားဘုရားကလေတောရိယဟဲ့ကောင်မင်းခွေးဖြစ်နေပြီမမှတ်သေးဘူးလားအလူကံပုဂ္ဂိုလ်တွေကိုမင်းဟိမ့်ခဲ့ဟောက်ခဲ့ချင်းခဲ့ခြောက်ခဲ့နှင်ခဲ့ညှင်းပန်းနှိပ်စက်ခဲ့လို့အခုဘာဖြစ်နေပြီမင်းမမှတ်သေးဘူးလားတောရိယပြောတာဘုရားကဒါလေးပြောပြီးတော့ဆက်ကြွသွားအထက်ကအိမ်စီတယောက်ကကြားလိုက်အဲကြောင့်တို့တထေးကပြောတာသူများအိမ်လည်းလာတောင်းသေးတခင်အားရကြုံပါဝရတယ်လည်းတပုံကြီးရှိဦးမှာလေဟမ်ဘောပါလားအိမ်ထဲကနေအောင်သူများအိမ်လည်းလာတောင်းသေးတောင်းတာလားအလူခံတာလားမတူဘူးနော်တရားသားနဲ့ဘုန်းကြီးများခင်ဗျားတို့မတူဘူးနော်အေးမတူမှန်းသိပြီးတာပဲအလူခံပုဂ္ဂိုလ်တရားသားမဟုတ်ဘူးအေးတရားသားဆိုတာမပိတ်ကောင်းတာအလူခံဆိုတာတရားမချို့တရားသားတွေရှိသေးတယ်မပေးခြင်းပေးဆိုတဲ့တရားသားတွေရှိသေးတာဘောပါလားနီးပြီထင်တယ်တရားပြန်တော့စောင့်နေမှမပြောတော့အဲ့တော့ရှိသေးတော့နော်တဏှာလို့ပြောတာအဲ့တော့နောက်ကသခင်အားရကြွန်ပါဝလောက်တတ်တဲ့ကြွန်ကဘာပြောလဲဆိုတော့သူများအိမ်လည်းလာတောင်းသေးတယ်တို့သခင်ကများခွေးဖြစ်သလေးပါဖြစ်သလေးနဲ့နေအောင်လာမှတထေးကြီးလာမှတိုင်မယ်ဒီကိုတော့တရားစွဲခုခေတ်လို့ဆိုရင်ပေါ့လေဒီမိုကရေစီခေတ်ဆိုတရားစွဲလို့ရထင်တာပဲနော်ဒီကိုတော့တရားစွဲမယ်ဆန္ဒပြမယ်မဖြစ်ဘူးအဲ့တော့တပိတ်မှောက်မှဖြစ်တပိတ်ဆိုတာစွန်းစားတာ哦စွန်းမလောက်မှောက်ထားရုံရှိတာပေါ့ဒါပြောတာပါနော်တလွဲမတွေးပါနဲ့တော့ကြောင့်ဟိုဌာနကောက်သွားမဲ့ကောင်တွေလည်းရှိသေးတယ်ဂွေယူခြင်းအစဆုံးယူသွားလို့ပြီးရင်ထုတ်ပေးလိုက်ပါကွာနော်အဲ့တော့အဲ့ဒါလို့ဆိုတော့သူ့ဘက်ကအဲ့ဒီအချိန်မှာမရှိ
ဖះကြွလာတဲ့ချိန်ဖြစ်အပြန်နေပြန်လာတော့အဲ့တခင်အားရကျွန်းဘာဝကလမ်းတိုင်တထေးကြီးပေါ့လေအေးဘာတော့ပြောအခွေးလေးကိုပေါ့သူ့ဘာစော့မျိုးနေတာဟိုကလည်းသူ့သားလေးဆိုတော့ချစ်လိုက်တာနော်ဘာနန်းလိုက်ခေါင်းနန်းလိုက်ခိုးပေါ်ခုံတက်လိုက်အဲ့ဒါအိမ်မှာအဲ့လိုခွေးလေးတွေရှင်သတိထားနော်ဖေလားအမေလားမသိဘူးသဘောပါလားဟောကြအဖိုးတွေမွားတွေလားမသိဘူးမလီ तू ကသိချစ်တာအမီးလေးတနန်းနန်းနဲ့သူ့ဂယုမဆိုင်ရင်စိတ်ကောက်သေးတာသတိထားဘယ်သူမှမသိဘူးဟမ်ဟုတ်ကလားအေးအဲ့ဒီမှာဘာတွေဖြစ်သွားလို့တော့ဆိုဒီနေ့မနေ့ယဟန်ကြီးဂေါရမသူကဖះလို့မခေါ်ဘူးသူတို့ကနော်ဖះနဲ့မတည့်တဲ့လူတွေကဘာခေါ်တော့ယဟန်ကြီးဂေါရမကြွလာတယ်အလူကအိမ်ရှိကိုဟုတ်လားတခါမှမလူဘူးပဲနဲ့သူကဘာလို့လာအဲ့ဒါကိုဟောဒီခွေးလေးကဟောင်းတာသခင်ခွေးလေးကဟောင်းတာအဲ့တော့အဲ့အချိန်မှာခွေးကနာမည်တစ်မျိုးပေါ့လေတောရိယာလို့တော့ပဲခေါ်လိုက်မလဲဟုတ်လားအဲ့တော့ဂျော်ကီတွေဂျော်နီတွေဖြစ်ချင်းဖြစ်နေမှာပေါ့အဲ့တော့ဒီခွေးလေးကဟောင်းတာကိုအဲ့ဒါဖះကတောရိယာမင်းအရင်ဘဝကအလူခံတွေကိုညှဉ်းပန်းနှိပ်စက်နှင်ထုတ်ခဲ့လို့ရိုင်းပြခဲ့လို့အခုခွေးဖြစ်နေပြီခွေးဖြစ်တဲ့ဘဝတောင်မင်းမမှတ်သေးဘူးလားဒီစကားကြီးပြောသွားတယ်သခင်ရဲ့အောင်ပါတွေ့ကြသေးတာပေါ့ငါအဖေခွေးဖြစ်တယ်ပြောဟောတော်ရီယာဒေါသပုံထပြီတော်ရီယာသားသူ့ဘအဲ့ဒီခွေးသားဟုတ်မှန်ပါဗျာဟမ်ခွေးသားဆိုတော့ခွေးတွေးပဲတွေးမှာပေါ့ဟမ်ဟုတ်ကလားမွေတော့ကတော့ခွေးမဟုတ်ဘူးပေါ့ကွယ်နော်လောလောဆယ်တော့အခုဘသူသားဖြစ်နေပြီအေးခွေးသားလည်းမဖြစ်ကြစေနဲ့အဲ့ဒါဘုရားသွားဆဲပါလေရောကျောင်းတော်ဒေါနဲ့မောနဲ့သွားတယ်ပြီးဆဲတော့ဘုရားပြုံးဘာမှမပြောဆဲလုံးမကဆဲမဲတော့မောတော့သူ့ဘာကပြန်ပြောလေယဟန်ကြီးကောရမအရင်ကတော့ကျုပ်ပွေခွေးလေးပါလေးပြောပြီးတော့အခုကျုပ်ဆဲတော့ခင်ဗျာဘာတတ်နိုင်လို့ဆိုကဲထားပါဦးမင်းပြောတာပြီးပြီလားမပြီးလို့လည်းမရဘူးမောတယောက်တည်းရံဖြစ်နေရန်တယောက်တည်းဖြစ်မရဘူးဟုတ်ကလားရိတ်ချင်းမှရှိတာတယောက်တည်းဘယ်လူရန်ဖြစ်လို့ဟုတ်ဒီလူတွေတရားဟောလို့ရတယ်ဆိုတာအောက်ကတရားနှစ်သက်တဲ့လူမလို့တရားစကားပြောရတယ်ဟိုတရားနားမလဲတဲ့လူသွားပြောတော့ဘလို့သိမလို့သဘောပါလားအဲ့ဒါသူတော်ချင်းတရင်လွိဒါကြတော့ဒီလိုခေါ်တယ်နော်နေရာတကာလဲစကားပြောတွေအသုံးတွေလိုသေးတယ်အဲ့တော့ကောင်းပြီမင်းပြောတာပြီးပလားတော်ဒီသူ့ပါပြီးပြီမင်းငါပြောတာကိုမယုံဘူးလားရှာကျုပ်ဖေသထေးပြမနာပုံနာခုချိန်ပြမပြီပုံနာသိရင် तू ကပြမပြီရောက်တယ်ပြောတာဟုတ်တယ်နော်ကျုပ်တို့ကပြမနာမျိုးခုချိန်ဖေပါရောက်ခဏနေပါဦးကွာမင်းသက်သိနဲ့ပြောရင်မင်းယုံမလားပြောဗျာခေါ်ဗျာခင်ဗျမဟုတ်လို့တော့ခင်ဗျဟုတ်ပြောမှာပေါ့လေနော်ပြောမှာပေါ့အဲ့ဒါဘယ်လိုပြောတယ်ဆိုတော့ကိုယ့်စဉ်းစားလိုက်တော့နော်ဘုရားပြောမှာသင်္ကန်းဆွဲချွတ်ပြမယ်ဆွဲရမ်းပြမယ်ဘာဖြစ်တယ်ညာဖြစ်တယ်သာဝတိကနှင်ထုတ်မယ်ဘာညာပေါ့ဗျာတော့ကြတိုက်ဆိုင်နေမှာမဟုတ်လို့ခွေးသားဆိုတော့ခွေးစကားပဲပြောမှာပေါ့နော်အဲ့တော့အဲ့ဒါလိုပြောတဲ့ခါကျတော့ဘုရားကကဲနေအောင်နားထောင်မင်းကငါသက်တည်နဲ့ပြရင်မင်းယုံမလားပြောဒါမြင်ပြောခင်ဗျပြောဟုတ်ရင်ဟုတ်မဟုတ်ရင်ခင်ဗျနဲ့ကြုံနဲ့တွေ့မယ်ဟုတ်ပြီမင်းဖေမင်းကိုမပေးရသေးတဲ့သသိန်းတန်ရွှေချင်းနင်းရဲ့နော်ရွှေဖလားကြီးရဲ့နော်ရွှေလင်ပန်းကြီးရဲ့မင်းအဲ့ဒါရလိုက်လားမရလိုက်အဲ့ဒါအဖေပြောမတော့ဘူးဘယ်နှထားမှမသိဘူးမပစ္စည်းစင်းရဲထဲမှာရှိလားရှိတယ်ဒါပေမဲ့အဖေအမြုပ်လားမတွေ့ဘူးအဲ့ဒါကြီးလိုချင်လားဆိုဘယ်လိုလိုချင်တာပေါ့တသိန်းတန်လေနော်အဲ့တုန်းကတသိန်းဆိုတာအခုချိန်ကဒေါ်လာတသိန်းလည်းဖြစ်ချင်းဖြစ်မယ်တသန်းလည်းဖြစ်ချင်းဖြစ်မယ်ဟုတ်လားအဲ့တော့ငွေစည်းချင်းမှမတူပဲဘူးဗျရရင်လိုချင်တာပေါ့ဒါပေမဲ့ရတဲ့နီးပြောမယ်နားထောင်မင်းအိမ်ပြန်ရောက်ရင်မင်းခွေးကိုသေးသေးချာချာကြနာရေချိုးပေး
ရေမိုးချိုးဆုပ်နဲ့နှိပ်နဲ့ပေးပြီးတော့မှနိုတမင်းကောင်းကောင်းချက်ပြီးတော့မင်းကိုသူကြိုက်တတ်တဲ့အသားနဲ့ခွေးကိုကြကြနနကျွေးအဖေလို့ခေါ်ပြီးတော့ကျွေးရွှေဗလားတော့ရခြင်းပါရဲ့ကြကြနနကျွေးနော်ကျွေးပြီးရင်မင်းအိမ်ကစက်တီဆိုဖာကြီးပေါ့နော်တင်ပြီးတော့ပေါင်ပေါ်ကိုသူ့ခေါင်းလေးတင်ပုတ်ပေးစားပြီးအိမ်မှာဟုတ်မှန်ပါဗျာတလိမ့်ဆန်ဆိုတော့စားပြီးအိတ်တာပဲမှန်ပါဗျာနော်စားတာရဲ့အိတ်တာရဲ့ကာမဂုဏ်ခံစားဒီ၃မျိုးသိတယ်ကျန်ကိုယ်တော်လည်းမသိဘူးအဲ့တော့မင်းခေါင်းလေးပုတ်ပေးအိတ်ချင်မူရူဖြစ်လာမေ့တေးဖြစ်တဲ့အချိန်ကြမှာအဲ့ဒီချိန်သတိထားအကုန်ပေါ်တာပဲတော့ပါလားအဲ့ရှင်မူရူနဲ့သေအံမူသတိထားခင်ဗျားတို့လှုပ်ထားသမျှအကုန်ပြန်လာရှင်းတယ်နော်ဒါတော့ဝိပဿနာလမ်းစဉ်တွေပေါ့နောက်ကျုံတော့ဟောရတော့မှာပါသိမကြတော့ပါဘူးနော်အဲ့တော့အဲ့ဒီပါအိတ်ရှင်မူရူမေးပြီးတော့အိတ်ရှင်မူရူဖြစ်တဲ့ချိန်ကျမှအဖေလို့ကြာနနခေါ်ဟုတ်ပြီနော်ဘယ်သူခေါ်ပါခင်ဗျားတို့ခေါ်မလားမေးလေခေါ်စရာမလိုပဲမခေါ်ပါနဲ့ဘောတော့3သိန်းရမှာဟုတ်ဟမ်ရွှေချင်နင်းကြီးလည်းပါရွှေဖလားကြီးလည်းပါရွှေလင်ပန်းကြီးလည်းပါဟုတ်လားခေါ်မလားမခေါ်ဘူးလားသူ့ဘာခေါ်မှာဒါမှတရားကောင်းစဉ်ဟာသူ့ဘာပြောတာပါနော်အဲ့ဒါမင်းအဲ့ဒါလို့ခေါ်ပြီးမေးအဖေအဲ့ဒီဟာတွေဘယ်နာထားတော့ကျုပ်ပေးအောင်လေကျုပ်အဲ့ဒါတွေမရသေးဘူးအဖေရဲ့နဲ့ခေါ်ပြီးပြောဘယ်သူပြောอ่ะဖေရဆိုတော့ခင်ဗျာသေးကြလားသေးကြတယ်မင်းအဲ့ဒီတိုင်းသာလုံးမရတော့မင်းငါကြိုက်တယ်လို့လာလုံးလဲအေးတွေ့ကြသေးတာပေါ့သွားပြီသူ့ဘာလုံးခွေးအဖေခေါ်ဖို့အိမ်ပြန်သွားပြီနော်အိမ်ပြန်သွားပြီကြာနနခွေးရေချိုးပေးတယ်တိတတ်တဲ့လူဆိုတော့မျက်ရည်တွေပါလေကြာနေဦးမှာပေါ့ဒါပေမဲ့သူ့ဘာမကြပါဘူးပျော်နေရတော့မှာဘာလို့တော့ရတော့မှာရွှေချင်နှင်းကြီးလည်းရရွှေဖလားကြီးလည်းရရွှေလင်ပန်းကြီးလည်းရဆိုတော့ကြာနနအမွေတွေပါလေပြောင်းအောင်တိုက်ရေချိုးပြီးတော့မှဟင်းကိုစပယ်ရှယ်ချက်ထားတယ်သူ့ခွေးကြီးကြိုက်တတ်တဲ့ဟာပေါ့လေအဲ့ဒါကြိုက်တတ်တဲ့သမင်းနဲ့နို့သမင်းနဲ့ကြာနနကျွေးအဖေစားဟိုကောင်မော့ကြည့်မှာပေါ့နော်တော်ရရသိတယ်သူ့ဘာကသာသူ့ဖေမှမသိတာအဲ့ခွေးဖြစ်လို့မသိဘူးတော့မထင်နဲ့နော်ဟမ်အဲ့ကြမှာကိုရကြောင်နဲ့မျက်ရည်ကျနေရမယ်ခင်ဗျမှန်ပါဗျာရှင်းလားရှင်းပါတယ်ဗျာတော့ဦးဇင်းတို့ထိုင်သွားတော့အဲ့ဒီကိစ္စလေးမမေ့ဘူးဖြစ်စင်ကြီးတကောင်နှစ်ကောင်ရှိတယ်တကောင်ကိုအစာကျွေးတော့ဘုန်းကြီးကျွေးမလားကျွေးတော့ပေါ့ကွာစင်လေးဆိုတာအကောင်ကြီးသလောက်နှလုံးသားသိပ်လှတဲ့ကောင်ကြီးနော်သိပ်နှုတ်ညံ့တဲ့ကောင်ကြီးဦးဇင်းသိတယ်ဒီကောင်ကြီးတွေမကတ်ရဲဘူးဘုန်းကြီးတွေဒီကောင်ကြီးတွေဘာမှမလုပ်ပါဘူးကွာသနာစရာလားငါပြောသေးလေးတလုံးညနှမောင်းနဲ့ခွန်ကျွေးနဲ့ तू ကကိုယ်သေးချာကြည့်ကိုလည်းသူ့မျက်လုံးကြည့်ဟာဒီကောင်မြင်မှုသလိုပဲစိတ်ထဲမြင်မှုသလိုပဲမျက်လုံးချင်းစုံဒါမျက်လုံးကစကားပြောတယ်နော်မကြောက်မျက်ရည်တောက်ကြလာဩငါသာမသိတာဒင်းသိလောက်တယ်မင်းမိုက်တာဟုတ်ကွာဘာမိုက်ထားမှလည်းမသိတလိမ့်စာဖြစ်မှာတော့မိုက်လို့ပေါ့မင်းမိုက်တာဟုတ်ကွာငါလည်းမင်းလိုမဖြစ်အောင်လုပ်ပါမယ်သဘောပါလားကိုယ့်ကိုယ်သတိပေးနေရတာတော့ကြမဟုတ်ရင်မိုက်ချင်တဲ့စိတ်တွေပေါ်လာတာတကယ်ကကရုဏာစိတ်မေတ္တာစိတ်တာပေါ်ရရှင်းတယ်နော်တို့မှရန်သူဆိုတာရှိပါဘူး
ဓမ္မဘက်တော်သားမှာယံသူမရှိဘူးလာတယ်ဟိုရခိုင်ပြည်နယ်တရားဟောသွားတဲ့အခါအဲ့ဒီစစ်တပ်ကကောင်တွေလာတယ်ဘုန်းကြီးတဲ့တရားပွဲဝေယဝဆလုပ်ခြင်းလို့လုပ်လေကွယ်ဘုန်းကြီးတပည့်တော်တို့မမုန်းနဲ့တော့ရောငါဘသူမှမမုန်းနော်ကုသိုလ်အကုသိုလ်သိအောင်အယုတ်အလက်အမြတ်မရွေးငါလိုက်ဟောနေတာဘသူမှမလာနဲ့ဘသူမို့လို့ကုသိုလ်မလုပ်နဲ့လို့ကုဘင်းတို့ကုသိုလ်ဖြစ်မဲ့ရေးငါတားမြင်ငါထက်မိုက်တဲ့လူဘသူရှိအောင်မလဲကွာတရားပွဲဝေယဝဆလုပ်ချင်တာအကောင်းဆုံးကုသိုလ်ပေါ့လုံးငါညီတို့ဩသူတို့ပြောသေးတယ်ဘုန်းကြီးကထင်တယ်လို့မဆိုးပါဘူးဘယ်နဲ့ကိုအမြန်လူဆိုးကြတယ်လူဆိုးပလင်ပေါ်ရောက်မလားရောက်ပါဘူးအေးအဲ့လိုလေးလည်းလုပ်ကြအောင်နော်ကောင်းပြီအဲ့တော့သူ့ဘာကြီးကိုသူ့ဘာကြီးဟာဖျားခိုင်းတဲ့အတိုင်းတစ်ခါလို့ခွေးကလေးပေါင်ပေါ်တင်ပြီးတော့ဂုတ်ပုတ်ပေးအမွှေးလေးတတ်ပေးဟိုကမျက်လုံးလေးမေးသူ့သားလေးမော့ကြည့်လိုက်ဒီနေ့ထိုးနေတာဟုတ်နော်ကောင်းလေးလည်းစားထားငါသားအမေတော်သိတတ်တယ်နော်မျက်လုံးလေးကလေးနဲ့မော့ကြည့်လိုက်နော်အိတ်လိုက်ဆိုတော့နည်းနည်းမိဖြစ်တဲ့အချိန်ကျမှအဖေလို့၃ချိန်ခေါ်မွဲသူ့ပါလေဘသူခေါ်အမလေးဖေးဖြည်းလို့ပါလန့်သွားတာခွေးခေါ်တာခွေးဖေးခေါ်တာနော်ဘာလို့ခြင်းလို့3သိန်းပေါ့လေဒီလိုလာလုပ်လိုက်ကြပါစို့နော်ငွေလေး3သိန်းလိုချင်တာနဲ့ပါတယ်ခွေးဖေးခေါ်တယ်နော်အဲ့ဒါခေါင်းလေးပုတ်ပြီးတော့ဖေး3ကခေါ်ပြီးတော့အဖေကျုပ်ရွှေချင်နေလေးပေးဦးလေရွှေလင်ပန်းနဲ့ရွှေဖလားကြီးဘယ်နာထားခဲ့မှမသိဘူးအဖေရဲ့အဲ့ဒါအဖေဘယ်နာထားတာတော့ခွေးလေးကဘတ်ခနဲ့ထားမျက်လုံးလေးကလေးကြီးဒီကောင်သိသွားပြီနော်မပေးခြင်းနဲ့မျက်ရည်တွေကဝိုင်းလို့အမီလေးတရမ်းနဲ့ထွက်သွားတယ်လာလိုက်ခဲ့ပေါ့နော်ခွေးရရှိရသွားတာပါပဲနော်ဟုတ်ကဲ့လားနောက်ဆိုတော့ဖလားရခြင်းတဲ့ကောင်လိုက်ပေါ့လမ်းမသိခွေးနောက်လိုက်လည်းမဖြစ်စေနဲ့ဟုတ်သဘောပါလားအဲ့တော့နောက်ကလိုက်သွားတော့ဟိုသူမြုပ်ထားတဲ့သစ်ပင်ရှိရောက်တော့ရက်ပြဒီနာပဲဆိုတော့โอเคပေါ့ခွေးလေးဖက်နောက်ဆုံးဟဲ့ကောင်လေးဒူးစမ်းဆိုတော့ရပြီဆိုတော့ဖေရပြောတဲ့စကားမှန်သွားတော့အလိုသူ့ဘာကြောက်သွားသူတို့ယူဆထားတာသူတို့သိထားတာကဗျမနပုံနာတွေသေရင်ပဲရောက်ဗျမပြီရောက်တယ်သူ့ဖေကအလွန်မွန်မြတ်တဲ့အလုပ်တွေလုပ်သွားတာလို့ तू ကထင်တာမျက်စင်းဆိုတာဟေးတစခတ်ရင်ဘာဖြစ်တော့ဧဇနနံခယံဒိဋ္ဌဝါဥပါစိကာနိသအာစယံမဒုနိသသမဟာရံပန္တိတောဂရမာဝသိတော်ရရပြောတဲ့စကားဘုရားစကားမှတ်မနေနဲ့ဦးနော်မျက်စင်းကလေးတစ်စက်ခတ်ပါမရတော့ကုံသလိုပစ္စည်းတွေကိုသိမ်းထားရအောင်ရှာဒါလေးနှခွန်းကိုမမမိကြဘူးပြောနော်ခုဖယားကိုအလှူတန်းကန့်ကွက်ခဲ့တဲ့ကောင်းဘာဖြစ်လို့အဲ့ဒါအလှူကန့်ကွက်ရုံရှိသေးတာတရားပွဲပိတ်တာမပါသေးဘူးဟမ်ခွေးရအိမ်ထဲမှာဇိမ်နဲ့နေရသေးတယ်နော်မှန်ပါပါဗျာတရားပွဲပိတ်တဲ့ကောင်ဆိုခွေးဝဲစားဖြစ်မယ်မှန်ပါပါဗျာအဲ့ဒါတော့ဆရာသမားတယောက်သင်ပေးသွားတာကျုပ်စကားမဟုတ်ရှင်းလားမင်းဒီတရားဟောတဲ့ဆိုတော့ညောင်တော်ကြီးတယောက်ကပြောတော့ဒါဟုတ်ခုဟောမယ်ဟုတ်တယ်သိကြတယ်ကရုဏာထားနော်ခွေးဖြစ်တတ်တယ်မှန်ပါဗျာခွေးတောင်မှခွေးလေခွေးလင့်ခွေးဝဲစားအိမ်ရှိတောင်အကတ်မခံရဲ့အဲ့ဒါငတ်အောင်မဲ့ခွေးပိတ်တာပါဖြစ်အောင်မဲ့ကဲထားနော်အဲ့တော့တလောက်စည်းစိမ်တွေရအောင်ရှာပြီးတော့လုံအောင်သိမ့်သွားတဲ့အဖေမလုံဘူးလားလုံပါရဲ့အခုခွေးဘွားနဲ့လာရက်ပြလို့သာရွှေခွက်ပေါ်တာနှုတ်မဝင်ပေါ်မှာမဟုတ်ဘူးမှန်ပါဗျာဟင်အဲ့တော့လုံအောင်လဲသိမ့်သွားတဲ့အဖေအခုဘာဖြစ်နေလဲခွေးဖြစ်နေပြီအဲ့ဒီမှာတည်းသူဖျားစီပြန်သွားတယ်အရှင်ဘုရားဘယ်လိုကြောင့်လဲဆိုတော့မှအဲ့ဒီမှာဘုရားကတရားဟောပါတယ်အဲ့တော့ကြဲပြောရင်ကြားနေလိမ့်မယ်သဗ္ဗဘာပတ္တအကရဏံကုသလတဥပသံဗရာဒါတော့ဘုရားစကားနော်ရအောင်ကြက်ထားသဗ္ဗဘာပတ္တအကရဏံမကောင်းမှုမှန်သမျှမလုပ်ကြနဲ့သူတော်ဘာအလူတန်းကိုတားမြစ်တာဟာမကောင်းမှုလားကောင်းမှုလား
သူတော်ဘာကုသိုလ်ဖြစ်မဲ့အရေးကိုနှောက်ယှက်တာသည်မကောင်းမှုတကမကောင်းမှုထဲမှာဒိတ်တမ်းမကောင်းမှုကျင်တယ်နော်အခုခင်ဗျားတို့ပူဇော်ခွင့်ရပြီဗုဒ္ဓပူဇနီယပွဲဒီနေ့တို့ဖျားရှင်ရဲ့ရှေ့တဲ့မှာတို့ဘာလုပ်နေတရားနဲ့ဖျားကိုပူဇော်နေတာဒါဗုဒ္ဓပူဇနီယပွဲအစစ်ကျင်တယ်လားနောက်ဆိုရင်တို့ရွာဖျားပွဲဘာလုပ်မလဲတရွာလုံး9ရက်ဥပုသ်ဆောင်ဘယ်နဲ့ဗျာဖျားပွဲလည်းပြောသေးဖျားဘေးပွဲကြီးချထကမင်းသမီးကတောင်ပြောမြောက်ပြောလူရှင်တွေကတောင်ပြောမြောက်ပြောဟမ်ညီရင်ကိုမောင်ရင်နှမမကြားဝမနာတာဒီချစ်ကုတ်ကိလူရှင်တော်ကလည်းအဆင့်မြင့်လူပြတ်တတ်တဲ့ပုဂ္ဂိုလ်ခါရှာရှာအယုတ်တအနတ္တတခါတလေသူတို့ပြောတဲ့စကားကိုမိန်းကလေးတွေထိုင်ရည်နေတာကြည့်ပြီးတော့ဥစဉ်ကရင်နာလိုက်တာရင်နာပေါင်းလို့များလို့လည်းနှလုံးလည်းသိမကောင်းတော့ဘာလို့ရင်နာတယ်လဲဆိုတော့ကျုပ်ကလည်းကျုပ်ပဲကျုပ်ကကျုပ်မျိုးကျုပ်သိချစ်တာမှန်တယ်ဗျာအမျိုးဆိုတာဒီမြန်မာနိုင်ငံထဲမှာတမြေတဲ့နေတရေတဲ့တောက်လာကြတာအားလုံးအမျိုးမှန်ပါဗျာအဲ့ဒီအမျိုးတွေသိခါကြတာကိုလုံးဝမကြည့်ရဘူးမှန်ပါဗျာအဲ့တော့နှမသားချင်းနားထောင်မကောင်းတဲ့စကားတွေပြောနေတာကိုမိန်းကလေးတွေယဉ်နေပြီဆိုတော့ဒါမိန်းမပြတ်တွေဖြစ်ကုန်မှန်ပါဗျာမှတ်တာအဲ့ဟာလောက်တဲ့ဟာတွေတတိယအပြည့်စကားကိုနားလည်ပြီးရင်မိမ့်မပြက်အပြည့်စကားကိုကျေနပ်နေရောက်ကြပြက်သဘောပေါက်လားငါရှိလာမဖွင့်နဲ့လို့ပြောတယ်ဒါတွေဘုန်းကြီးအငိမ့်ကိုလည်းမလာခဲ့နဲ့ကွာငယ်တော့သိကြိုက်ပါတယ်ဦးဇင်းတို့အငိမ့်ဆိုရင်အဲ့လူရှင်တော့ရည်ရတာဟုတ်ရေသောသူအသက်ရှင်ရေရမှန်နေအဆင့်တန်းမြင့်နော်ပညာပါတဲ့ပြက်လုံးနဲ့ပညာပေးတဲ့ပြက်လုံးမျိုးဆိုရင်တို့ကလက်ခံအခုနှမသားချင်းတို့မှနားထောင်လို့မကောင်းခုယောက်ျားလေးချင်းချင်းလည်းဦးဇင်းပြောတယ်မိန်းကလေးတယောက်ရှိတဲ့အချိန်မိန်းကလေးမကြားဝွန့်နဲ့မကြားတဲ့စကားမျိုးမင်းတို့မပြောပါနဲ့ယုံညံ့တဲ့လူတွေကခုခေတ်ကတော်တော်ယုံညံ့လာကြပြီနော်မိန်းမသောယောက်ျားသောဂယုမဆိုင်တော့ဘူးပြောကျင်သလိုပြောဆိုကျင်သလိုဆိုမိန်းမများကလည်းယောက်ျားများမကြားအပ်တဲ့စကားမမြင်အပ်တဲ့အရာဟမ်ထိတ်သိမ်းဆောင်ရှောက်မှုဆိုတာရှိနေရတယ်အဲ့ဒါအမျိုးဂုံဇာတိဂုံမြင်မာရေးဆိုတာဒါပြောတာဟဲ့မသာတို့ရဲ့လို့မှန်ပါဗျာဟောပါလားမှန်ပါဗျာအဆင့်တန်းရှိတဲ့အမျိုးဖြစ်စေခြင်းမှန်ပါဗျာဘဝအစားအဆင့်တန်းရှိရမယ်မှန်ပါဗျာဘယ်နိုင်ငံတကာကွန်ဖရင့်မှာဒူးပေါ်ပေါင်းပေါ်လာသလဲမှန်ပါဗျာဟမ်ရှင်းသလားရှင်းပါဗျာအဲ့ဒါကိုအဆင့်မြင့်တာဆိုပြီးတော့အကုန်ဖို့ဖြစ်တဲ့လားငါတို့ကယဉ်ကျေးသောတိုင်းပြည်ဗုဒ္ဓအဆုံးအမနဲ့တိဆောက်ထားတဲ့ယဉ်ကျေးမှုနဲ့နေတဲ့လူမျိုးရှင်းတယ်နော်ဘုရားတရားသံဃာသည်ငါတို့ရဲ့အထွတ်အမြတ်နော်ဘုရားကိုလည်းလုံးဝမစော်ကားမိစေနဲ့တရားကိုလည်းလုံးဝမစော်ကားမိစေနဲ့သံဃာအပေါ်မှာလည်းလုံးဝမစော်ကားမိစေနဲ့ဘုရားတရားသံဃာသည်ငါတို့အတွက်အမြတ်ဆုံးသောယရနာတွေခုဘုရားကိုလည်းတန်ဖိုးမထားတရားကိုလည်းတန်ဖိုးမထားသံဃာကိုလည်းတန်ဖိုးမထားကြရင်တိုင်းပြည်ပါပြည့်မှန်ပါဗျာရှင်းလားရှင်းပါဗျာအမျိုးပြောက်မဲ့ဂိမ်းဆိုင်နေပြီနော်မှန်ပါဗျာရှင်းတတ်ကြလားရှင်းပါဗျာဒါကြောင့်ကရုဏာထားပါနော်အသိဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေကိုအသိဉာဏ်ပေးနိုင်အောင်ကြိုးစားကြပါအဲ့တော့အကောင်းဆိုးသဗ္ဗပါပသအကရဏမကောင်းမှုမှန်သမျှကုသလသဥပသံဗရာကောင်းမှုမှန်သမျှအဲ့တော့ကုသိုလ်ဖြစ်အောင်နေရမယ်အဲ့တော့ကုသိုလ်ဆိုတာဘာလဲလောဘဒေါသမောဟမပါတဲ့အလုပ်ဟာကုသိုလ်ခုနကလောဘအလိုလိုက်တော့သူ့ဘခွေးကိုပါခေါ်တယ်အဲ့ဒါလောဘကြောင့်ဖြစ်ရတာရှင်းတယ်နော်ဒေါသအလိုလိုက်တော့ဖျားသွားဆဲတယ်ရှင်းတယ်နော်သဘောပါသလားမောဟတွေးဝေမိုက်မဲတော့ तू အမှားမှန်သိသေးလားမပြင်းမထိုက်တဲ့လူကိုမဆန့်ကျင်တတ်သူကိုအရှုံးကြီးရှုံးတယ်ရှင်းလားတောတွေရသည်မပြင်းမထိုက်သူကိုပြင်းမမဆန့်ကျင်တတ်သူကိုဆန့်ကျင်၍နေခဲ့တဲ့အတွက်ဘာဖြစ်သွားလဲခွေးဖြစ်သွားပြီသူ့ဘကဖျားဆုံးမလို့သူ့ဘကတော့အဆုံးမရသွားတယ်ချက်သားသူ့ဘတဲ့မင်းဖေဟာ
ဒါနမျိုးစေ့ကိုပယ်တတ်ခဲ့ရနိုင်တဲ့အခွင့်အရေးကိုရအောင်မယူအလူကံပုဂ္ဂိုလ်တွေမြင့်မြတ်တဲ့အလူကံပုဂ္ဂိုလ်တွေမရှိဘူးလားလူနိုင်တဲ့ဥစ္စာဒနာရောမရှိဘူးလားအေးလူဖြစ်လဲရသာသနာနဲ့လဲကြုံလူစရာတန်းစရာလဲရှိခွန်အားပလာလဲပြည့်ပါရသနဲ့ဒါနလဲလုံမသွားစီးပွားမရရအောင်ရှာပြီးတော့ရအောင်ရှာနေပြီဆိုကြတဲ့ကရင်သီလသူသိဂိယူမဆိုင်တော့ဘူးဘာဝနာဝေးသူပွားနေတဲ့ဘာဝနာကအဒါနဘာဝနာမလူရေးမတန်ရေးအလူတန်းဆန့်ကျင်ပိတ်ပင်ရေးရှင်းလားမင်းဖေသားကြောင့်ခွေးဖြစ်သွားတာကွလူဘဝရဲ့အနှစ်သာရလူပိသခြင်းရင်ဒါနသီလဘာဝနာဒီသုံးပါးလုံနိုင်မှလူပိသမယ်ရှင်းနော်လူဖြစ်ကျိုးနှတ်ချင်ရင်တော့တို့ဗုဒ္ဓဘာသာစီတန်တရာကလွတ်အောင်လုပ်တော့မဟုတ်ရင်ခွေးဖေခေါ်ရတဲ့ဇတ်ထဲတို့ပြန်ရောက်နိုင်တယ်ရှင်းလားဒီဘဝရနေတဲ့ဘဝကလေးကိုအကောင်းဆုံးအသုံးချနိုင်အောင်ပြောတာအကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှရှိတာခန္ဓာဘယ်နှပါခန္ဓာ၅ပါးအကျဉ်းချုပ်ရင်ယုတ်တရားနဲ့ဒါလေးလည်းနှလုံးသွင်းသားမအောင်နော်လောကဓာတ်ကြီးတစ်ခုလုံးမှာသိမ့်ကြုံပြီးကြည့်ရင်လောက၃ပါးတွေ၄ပါးတွေ၅ပါးတွေလုံးမနေနဲ့တကယ်ရှိတာယုတ်တရားနဲ့သင်္ခါရလောကဒါပဲရှိတယ်ဩကာသဘာညာနာမည်သာတတ်ထားတာတကယ်ရှိတာယုတ်နဲ့ရှင်းတယ်နော်ယုတ်မြဲသလားကိုယ်ယုတ်မမြဲတာလားသူ့ယုတ်မမြဲတာလားယုတ်မှန်သမျှသေချာလို့ကိုယ်ယုတ်မမြဲတာလားသူ့ယုတ်မမြဲတာလားယောက်ျားမမြဲတာလားမိန်းမမမြဲတာလားယုတ်မှန်ရင်ဖောက်ပြန်နေတယ်ဖြစ်ပြီးတော့ခုခင်ဗျားတို့ယုတ်မြဲတဲ့လူပါလားနာမ်ရောမြဲသလားအချိန်တန်ရင်သေတာအိမ်မပြန်ရစေနဲ့ဒီစကားမှတ်ထားခင်ဗျားတို့ကျတို့တန်တရားရှိလာပြီအကြာဆုံးနေခဲ့တာပဲမှာတင်ဒီတဲ့အိုးကြီးမပါလို့လည်းမဖြစ်သေးဘူးနော်ဘုသူမင်္ဂလာကိုကောင်းချီးပေးကြပါလေနော်တောင်ပြောမြောက်ပြောတောင်အော်မြောက်အော်တဲ့သူမင်္ဂလာဟောခဲ့တဲ့တရားတွေ18နှစ်ရှိပါပြီဘုသူမင်္ဂလာတရားဟောတောင်ပြောမြောက်ပြောထားတဲ့အနှစ်သာရမဲ့တဲ့တရားတပုတ်မှမရှိပါဘူးလို့သစ္စာဆိုရဲရှင်းလားအဲ့ဒီဒေအိုးကသူ့နာမည်ဒေအိုးကသူ့သွားမှာတဲ့သူ့မင်္ဂလာကိုပြောတော့သူ့မင်္ဂလာဘာဖြစ်မလဲဒေအိုးမကြောက်လို့ဒေအိုးဘွဲခံထားတာပဲဟမ်ဘာလို့မကြောက်ဆိုကြောက်เสียမလို့မကြောက်တာရှင်းလားငါဒေအိုးရောက်ကြောင်းဘာတခုမှလုံထားဟမ်တနေ့ကိုသစ္စာတရားတပုတ်18နှစ်ဟောထားတဲ့ပါဇက်ကွယ်သစ္စာဆိုလို့တော့ရပါသေးတယ်ကြောက်ဘူးတို့ရှင်းလားဘုရားတပွဲမှာလာတဲ့လူတောင်းပုံများစွာသောလူတို့ကိုတရားသိအောင်ဟောထားတဲ့ပါဇက်ဟမ်ပြုထားတဲ့ကုသိုလ်နဲ့ငါတို့ကဘာမသေးရဲစရာရှိတော့မင်းရှင်းသေးမလားလို့မေးကြည့်စမ်းပါတို့ကခွေးဖေခေါ်စရာမလိုဘူးသဘောပါလားဥဒ္ဓမင်္ဂလာဥစ္စာအတွက်နဝကမ္မအတွက်ဘယ်တုန်းကမှတရားမဟောဘူးရှင်းလားတရားကိုတရားအတွက်သာဟောခဲ့တာစဟောတဲ့အချိန်ကလေးကရှင်းတယ်နော်ဒါကြောင့်တို့ပြုထားတဲ့ကုသိုလ်တို့ယုံနေအဲ့တော့တို့အတွက်ဘာမှမဖြစ်ဘူးပြောနေတာခမားတို့ကိုတနာလို့ပြောနေတာဒါလေးမှတ်ထားပြုမိမှာပြောမိမှာကြတဲ့လူတွေကိုတနာလို့ပြောနေတာရှင်းတယ်နော်အဲ့ဒါကြောင့်အားလုံးဒီနေ့ဟောခဲ့တဲ့တရားလိုပဲခွေးဖေခေါ်တဲ့လူတော့ဖြစ်ကြတယ်အဲ့တော့လူပိသအောင်မလုပ်ကြဒါနာသီလဘာဝနာလူဖြစ်ကျိုးနှက်အောင်ကတော့တန်တရာကလွတ်အောင်လုပ်ကြစို့အတော်ကြောက်เสียကောင်းတယ်နော်မဟုတ်ရင်ဘုရားပြန်ဟောင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဘုရားပြန်ဆဲသူလည်းဖြစ်နိုင်တယ်တန်တရားတစ်ပတ်မှာတန်တရားမကျွတ်သေးသေး၍တန်တရားမဆုံးသေးသေး၍မှာတို့မပြုတ်ဘူးခဲ့တဲ့အာဟုသို့
အမိလည်းတတ်ခဲ့ပြီအဖလည်းတတ်ခဲ့ပြီဖရာသွေးသိမ့်တယ်အောင်လည်းလုပ်ခဲ့ပြီတန်ခါလည်းဂိုင်းခွဲခဲ့ပြီးပြီရှင်းတယ်နော်အခုလိုတန်ခါလက်လာပါကြီးတွေပြက်ပြအောင်လည်းလုပ်ခဲ့ဘူးလားပဲရှင်းလားအဲ့တော့ဒီလိုအာကုသို့ဘဝမျိုးတွေပြန်သွားမလားယုံညံ့တဲ့ဘဝတွေပြန်သွားမလားမသွားခြင်းရင်အခုကစပြီးခွေးအဖေခေါ်တဲ့အဖြစ်ကလွတ်အောင်တတိထားတကယ်ရှိတာယုံနဲ့ယုတ်တရားရောမြဲသလားနံတရားရောယုံနံဓမ္မသင်္ခါရဆိုတာဖြစ်ပြီးရင်လောကမှာရှိသမျှတရားတွေဖြစ်ပြီးမပြတ်တဲ့တရားအဲ့ဒါဓမ္မမဖောက်မပြန်မှန်နေတဲ့ဓမ္မဘယ်တော့မှပြောင်းလဲမသွားဘူးရှင်းတယ်နော်ဘယ်ဖျားပွင့်ပွင့်ဟောရမှာသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေအလုံးစုံသောသင်္ခါရအကြောင်းကြောင့်ဖြစ်ပေါ်လာသောအကျိုးတရားမှန်သမျှတို့သည်အနိစ္စမမြဲကြကုန်အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားမှန်သမျှလောကထဲမှာရှိတဲ့တရားလည်းအကြောင်းကျိုးလွတ်တဲ့တရားမှတ်ထားအကြောင်းကျိုးလွတ်တဲ့နိဗ္ဗာန်တစ်ခုတည်းရှိတယ်လောကမှာခင်ဗျားတို့ကြုံတွေ့နေသမျှအကြောင်းကျိုးလွတ်တဲ့တရားအဲ့ဒါသင်္ခါရတရားသင်္ခါရတရားမှန်ရင်မြဲသလားလောကမှာမြဲသောတရားလို့စိတ်ပါလက်ပါဖြေသမ်းပါစိတ်ပါလက်ပါဆိုတာအဲ့လောကမှာမြဲသောတရားမရှိဘူးလို့သိ၍ဖြစ်စေမသိရဖြစ်စေဖြေလိုက်အဲ့ဒီစိတ်ပါလက်ပါဖြေလိုက်တဲ့အဖြေကခင်ဗျားတို့နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့မသိကြလို့နော်ဒါသာသနာနှောင်းပိုင်းမှာတော်တော်နောက်ကျနေပြီအဲ့ဒီထဲမှာအခုနောက်ဖရားတွေဆုံတွေ့နိုင်ဖို့အခွင့်အရေးနဲ့နိဗ္ဗာန်ရောက်နိုင်ခွင့်ဝါသနာအထုံပါယုံလောက်ကလေးခင်ဗျားတို့တွေမျိုးစေ့ကလေးရတာတရားပွဲတစ်ပွဲမှာရတဲ့မျိုးစေ့နေတာပေါ့ရှင်းလားလွယ်ကူသောကိစ္စမဟုတ်ဘူးအခုခင်ဗျားတို့ကျွတ်တန်းဝင်အောင်စွမ်းတမန်လုံးပဲလူကတသိန်းမှတယောက်မလွယ်တော့သာသနာနောက်မှန်းသည်နောင်လာမဲ့ကျွတ်တန်းဝင်မျိုးစေ့အတွက်တာဖြစ်လောက်ဖြစ်ဒါကြောင့်သာသနာလေးရှိတော့ရနိုင်သမျှရအောင်ယူနော်မိစ္ဆာဓမ္မလမ်းစဉ်ကိုမလိုက်မိကြစေဘသူတရားပြက်ဥမတောက်အောင်ရှင်းတယ်နော်သီလစောင့်မှဥမတောက်မှမယုံမရှိပါနဲ့နော်သီလပြက်၍ရှာဖွေထားသောစည်းစိမ်ဒီဘယ်တော့မှကောင်းကျိုးချမ်းသာကိုမပေးပါအဲ့တော့တလုတ်ပဲစားရငတ်၍ပဲသေသီလအပြက်မခံကြအားလုံးကျင်သလားသဘောပါသလားခွေဝဲသားမဖြစ်စေနဲ့တော့အဲ့တော့လွတ်အောင်ယုံမဆိုတတိထားခန္ဓာဘဏ္ဍပါအပြင်းချုံရင်ယုတ်တရားနဲ့နံတရားနဲ့တကယ်ရှိတာယုတ်နဲ့သဗ္ဗေသင်္ခါရအဲ့ဒါကိုယရာပညာယပတ္တိသင်္ခါရတရားဖြစ်ပြီးပြည့်နေတဲ့အချိန်ယရာအချိန်ကာလလေးမှာပညာနဲ့ကြည့်မှမြင်ပညာမရှိရင်သဘောပါတယ်နော်ပညာဆိုတာအကောင်းဆုံးပိုင်းခြားသိနိုင်တာပညာဒါလေးမှတ်ထားနော်အကောင်းဆုံးပိုင်းခြားသိမှပညာကြိုက်သလောက်စာတွေဖတ်ထားနော်ပိုင်းခြားမသိနိုင်ပညာမဖြစ်ဘူးစာတတ်တာနဲ့ပညာရှိတာနဲ့မတူအဲ့တော့ပညာရအောင်ယူကိုယ်စင်နဲ့ကိုယ်လေခုချိန်ကြမှာခင်ဗျားတို့ကာကြီးခဝေးလုံနေလို့မရတော့အခုနားလဲအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်ကပြောတော့ရအောင်ယူတကယ်ရှိတာယုံနဲ့ယထာပညာယပတ္တိအဲ့ဒီဖြစ်ပြီးပြည့်နေတဲ့တရားတွေကိုပညာနဲ့မြင်အောင်ကြည့်ပါများရင်ဖြစ်ပြည့်ဆိုတာဘာသစ္စာဖြစ်တာဘာလို့ဖို့လို့ပြည့်ဖို့ပြည့်ပြီးရင်ဖြစ်မယ်ဖြစ်ပြီးရင်ပြည့်ပြီးရင်ဖြစ်တာကောင်းလားပြည့်တာကောင်းလားဖြစ်ပြီးရင်ပြည့်မှာဆိုမှတော့ချမ်းသာလုံးဝမရှိဘူးဒါမှဒုက္ခအစစ်ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မှန်မှန်ကန်ကန်သိရင်ဖြစ်ချင်းပြည့်ချင်းကိုအလိုရှိအောင်မလားဖြစ်တတ်ပြတ်တတ်တဲ့လောကကြီးကိုตายရအောင်မလားဖြစ်တတ်ပြတ်တတ်တဲ့ယုံနာကြီးပေါ်မှာခင်တွယ်အောင်မလားမခင်တွယ်တော့ဆိုဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသိတာက
မခင်တွေ့ဆိုသေးပြီပေါ့ဗျာနော်သမုဒိယသေးပြီသမုဒိယဆိုတာအကြောင်းသေးရင်အကြောင်းကျိုးချုပ်တဲ့နေရာနိဗ္ဗာန်ရှင်းသလားကဲဒါဖြင့်ဖြစ်ပြပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာတန်တရာဝတ်ကကျွတ်အောင်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်ဒီနေ့ဗုဒ္ဓပူဇဏိယပွဲဓမ္မဒေသနာနိဂုံးချုပ်ကြစို့